အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းပေါင်းတို့မင်္ဂလာပါဆရာကခု2025ခုနော်10လပိုင်း20ရက်နေ့မှ31ရက်နေ့အတွင်းမှာဗုဒ္ဓဟူသားသမီးများနဲ့တောက်ကြသားသမီးများအတွက်ပေါ့နော်ဟောကိန်းလေးကိုဟောပေးပါမယ်အဲ့တော့ဒီ2025 10လပိုင်းနော်20ရက်နေ့မှ31ရက်နေ့အတွင်းမှာဗုဒ္ဓဟူနဲ့တောက်ကြသားသမီးတို့ဒီမိမိတို့သားသမီးများအတွက်စိတ်ပူရခြင်းကိုယ့်ရဲ့အိမ်တော်ရှိသူများအိမ်တော်ဘက်အတွက်စိတ်တော့ကဖြစ်ရခြင်းများအခမ်းမသိကြုံရကိန်းရှိတယ်မိတ်ဆွေတို့ကဒီနေ့နှစ်ခုဒီအထူးသဖြင့်ခရီးထွက်ရတဲ့ကိစ္စလေးတွေပေါ်လာရမယ်ခရီးထွက်ရခြင်းအပြင်ကောင်းပါတယ်မတင်မဖဲနဲ့နော်ငွေရတရေဝင်လာလိမ့်မယ်မထင်ထားတဲ့ငွေတွေရမယ်နောက်တစ်ခုကကိုယ့်ဘက်ကနေဆုံးရှုံးပြီးသားဆုံးရှုံးနေပါတယ်ဆိုပြီးတော့ထင်ထားတဲ့ငွေတွေပြန်ပြီးတော့ရတတ်တယ်ဒီ10ရက်အတွင်းမှာပေါ့နော်အဲ့တော့ကိုယ်မှာကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်စုံဖို့အတွက်ဆိုလို့ရှင်တော့အိမ်ဖျားမှာထောပတ်တီနေတိုင်းထောပတ်တီနော်အဲ့ဒီအင်္ဂလိပ်လို20ရက်နေ့မှာ31ရက်အတွင်းမှာဆိုလို့ရှိရင်ထောပတ်တီအိမ်ဖျားမှာကိုယ်အိမ်ကိုဖျားမှာပဲမနက်တိုင်းထောပတ်တီတစ်နေ့နှလုံးစီပူဇော်ပြီးတော့လိုရာစုတောင်းပေးပါအဲ့တော့တောက်ကြတဲ့ဗုဒ္ဓဟူသားသမီးတို့သည်လိုရဆန္ဒလေးတွေဖြစ်ပေါ်လာပါလိမ့်မယ်အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းအပေါင်းတို့ကောင်းခြင်းချမ်းသာနဲ့ရကြပါစေဆရာထံဘေရင်မေမဆိုလို့ရှိရင်လည်းဖုန်းနံပါတ်တွေရှိပါတယ်ဆက်သွယ်ကြပါအဲ့တော့ဆရာရဲ့အခုလိုမျိုးဟောပြောကင်းလေးတွေကိုလည်းကျေးဇူးပြုပြီးတော့ share ပေးကြပါကိုယ့်ရဲ့နေနံတူတွေသိရခြင်းအပြင်ကလည်းအကျိုးရှိပါမယ်